ဘိုးတော်ဘွားတော်နဂတော်နဂါဘူးဘာညာဘူးအစုံဘူးပယောကဘောင်းစုံနဲ့ဒီဘက်ခင်မှာတော့စစ်မှန်တဲ့ဘာသာရေးအသည့်တောက်ဆုံးလာသလိုလူတွေရဲ့တလွဲအတွေးခေါ်တွေကလည်းစိတ်မကောင်းစရာနယ်ဘက်ဒီမြို့ရွာတွေမှာတစ်နှစ်ထက်တစ်နှစ်ပုံမှုများပြားဆိုးရွားလာနေကြတာကိုဆိုရှယ်မီဒီယာပလက်ဖောင်းတွေကတဆင့်ကျွန်တော်တို့မြင်တွေ့နေရပါတယ်ဗျဘာသာရေးကိုကိုးကွယ်ခြင်းဆိုတာကအယူသီးမှုတွေကိုသိမြင်ပြီးတော့အမှန်တရားကိုဉာဏ်ပညာနဲ့စဉ်းစားဆင်ခြင်နိုင်ဖို့ပါအမှန်တရားကိုမြင်နိုင်တဲ့ဉာဏ်ဆိုတာကိုပညာလို့ခေါ်ပါတယ်ဗျဒီခုခေတ်မှာချို့တော့လူအများစုကပေါ့နော်ဗုဒ္ဓဘာသာကိုကိုးကွယ်ကြပေမဲ့အချို့လူတွေကတော့ဘာသာနဲ့ဘာသာရဲ့တရားတော်တွေအဓိပ္ပာယ်ကိုသိချနားမလဲပဲတလွဲယူဆတလွဲအယူသီးမှုတွေနဲ့ကိုလိုရာဘက်ကိုပို့တွေးပြီးတော့လိုရာယူလိုရာတွေးနေကြတာကိုကျွန်တော်တို့ဆိုရှယ်မီဒီယာတွေမှာခဏတွေးလာနေရပါတယ်ဗျဒီလိုအရာတွေကိုမြင်တွေ့ရတဲ့အခါတိုင်းဖတ်ဖို့ကြားဖို့နားယူခဲ့ဘူးတဲ့ကျွန်တော်တရားတော်တစ်ပုဒ်ကိုပြန်ပြီးတော့တတိယမိတတ်ပါတယ်ဒီတရားတော်ကတော့အယူသီးမှုနဲ့မသိမှုတွေကိုလမ်းမလိုက်မိအောင်အရာရာကိုကိုယ့်ရဲ့ဉာဏ်ပညာနဲ့စဉ်းစားဆင်ခြင်တက်စီရန်ဟောကြားထားခဲ့တဲ့မြတ်ဗုဒ္ဓရဲ့ကာလမတုတ်တရားတော်ပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ဒီထဲမှာပါတဲ့အဓိကကြားတဲ့ဗုဒ္ဓရဲ့အဓိကကြားတဲ့အဆုံးအမတချို့ကိုလည်းကျွန်တော်လမ်းကြုံတော့ဆက်ပြီးတော့ပြောပြချင်ပါသေးတယ်ခင်ဗျမြတ်ဗုဒ္ဓရဲ့တရားတော်တွေကဒီကာလမတုတ်ထဲကထင်ရှားတဲ့အဆုံးအမကတော့အရာရာကိုအလွယ်တကူမယုံကြည်သင့်ဘူးဆိုပြီးတော့ကျွန်တော်တို့ကိုဒီလိုဆုံးမထားခဲ့ပါတယ်ဗျလူအများပြောလို့ဆိုပြီးတော့မယုံပါနဲ့တဲ့ရိုးရအလေးချင်းဖြစ်လို့ဆိုပြီးတော့လည်းမယုံပါနဲ့တဲ့ဗျတရင်ကြားရလို့လည်းမယုံပါနဲ့စာအုပ်ထဲမှာရေးသားလို့လည်းမယုံပါနဲ့ကိုတွေးတဲ့တရားနဲ့ကိုက်ညီတယ်လို့ကိုက်ညီတယ်လို့ထင်တဲ့အတွက်လည်းမယုံပါနဲ့တဲ့စာအုပ်ထဲမှာရေးထားတဲ့အတွေးနဲ့ကိုက်လို့လည်းမယုံပါနဲ့အတွေးကောသဘောတရားနဲ့ကိုက်လို့လည်းမယုံပါနဲ့ဗျထင်ရှားတဲ့ပုံရိပ်ရှိလို့လည်းမယုံပါနဲ့ဆရာဖြစ်တယ်ဆိုလို့တိုင်းလည်းမယုံပါနဲ့ဒီဆရာကငါဆရာပြောတယ်ဆိုလို့လည်းမယုံပါနဲ့တဲ့ဗျအဲ့ဒီအစားကိုယ်တိုင်စဉ်းစားဆင်ခြင်ပြီးတော့ကောင်းတယ်အကျိုးရှိတယ်ဒုက္ခမဖြစ်စေဘူးဆိုတာသိရတဲ့အခါမှလက်ခံပြီးတော့လိုက်နာတဲ့နယ်လို့ကျွန်တော်တို့ရဲ့မြတ်ဗုဒ္ဓကဆုံးမထားပါတယ်ဗျဟုတ်ပါပြီဒါဆိုရင်တော့ကျွန်တော်တို့မယုံရမယ်ကျွန်တော်တို့စဉ်းစားဆင်ခြင်ရမယ်အရာတွေကိုပြောပြီးပြီဆိုတော့ဒါဆိုရင်ဘလို့အနေထားဘလို့အကြောင်းအရာနဲ့ဆိုရင်ကောကျွန်တော်တို့လက်ခံယုံကြည်ရမလဲဗျကိုယ်တိုင်စဉ်းစားစစ်ဆေးပါကောင်းတယ်အကျိုးရှိတယ်မထိခိုက်ဘူးဆိုရင်တော့ဒီຢာကိုလက်ခံပါမကောင်းမှုဒုက္ခဖြစ်စေတယ်ဆိုရင်တော့ရှောင်ပါဆိုတာတွေကအတိတတိဉာဏ်ပညာနဲ့စစ်ဆေးပြီးတော့ယုံကြည်ရန်ဆိုတဲ့ဘုန်းဗုဒ္ဓရဲ့ပေါ့နော်ဒီကာလမှာတို့တရားတော်ကထင်ရှားပြတဲ့ကျွန်တော်တို့ရဲ့စဉ်းစားပြီးမှန်ကန်တယ်ကောင်းတယ်အကျိုးရှိတယ်ဆိုရင်လက်ခံပါတဲ့ဆုံးမထားတာဖြစ်ပါတယ်ဗျဟုတ်ကဲ့အယူသီးမှုကိုမလိုက်ဘဲနဲ့ဉာဏ်နဲ့စဉ်းစားရန်ဆိုတဲ့ဒီဆုံးမကဘိုးတော်ဘွားတော်နဂတော်နဂါဘူးဘာညာဘူးအစုံဘူးပယောကဘောင်းစုံနဲ့ဒီဘက်ခင်မှာတော့စစ်မှန်တဲ့ဘာသာရေးအသည့်ပျောက်ဆုံးလာသလိုလူတွေရဲ့တလွဲအတွေးခေါ်တွေကလည်းစိတ်မကောင်းစရာနယ်ဘက်ဒီမြို့ရွာတွေမှာတစ်နှစ်ထက်တစ်နှစ်ပုံမှုများပြားဆိုးရွားလာနေကြတာကိုဆိုရှယ်မီဒီယာပလက်ဖောင်းတွေကတဆင့်ကျွန်တော်တို့မြင်တွေ့နေရပါတယ်ဗျဘာသာရေးကိုကိုးကွယ်ခြင်းဆိုတာကအယူသီးမှုတွေကိုသိမြင်ပြီးတော့အမှန်တရားကိုဉာဏ်ပညာနဲ့စဉ်းစားဆင်ခြင်နိုင်ဖို့ပါအမှန်တရားကိုဉာဏ်ပညာနဲ့စဉ်းစားဆင်ခြင်တတ်တဲ့လူတွေများလာရင်ကျွန်တော်တို့ရဲ့လူပေါင်းလောကကြီးလည်းပုံမကောင်းမွန်လာမယ်လို့ယုံကြည်ထားရပါတယ်ဘာသာရေးအသည့်ဘာသာရေးတတိမရောကြသေးတဲ့ဗုဒ္ဓဘာသာဝင်တချို့တော်ကျွန်တော်တို့ဖြတ်တန်းနေကြတဲ့မျက်မှောက်ခေတ်ဟာမျက်မှောက်ခေတ်မှာကာလမတုတ်တရားတော်ကြီးကအလွန်အရေးကြီးတဲ့တန်ဖိုးကြီးတဲ့အဆုံးအမတစ်ခုအဖြစ်တန်ဖိုးကြီးလာပါလားလို့တွေးမိရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ဗျဟုတ်ကဲ့အဆုံးထိကြည့်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့မော်ယူပါ